ဒီလိုလေးတွေလောက်ရပါဘောနော်သူကမခူးဆယ်นั่งสักการပြီးကိုအထက်ပိုင်းဒေသအစားအစာပေါ့နော်ဒါစယိုလေးပေါ့အနေစဒီမှာစယိုလေးမြို့ပေါ်ကလူတွေကဒါတွေကိုထင်းချောင်းလားနဲ့ပြောတာမဟုတ်ပါဘူးနော်ထင်းချောင်းမဟုတ်ပါဘူးဒါစယိုလို့ခေါ်ပါဒါအပင်လည်းမဟုတ်ဘူးပေါ့အနွယ်ပေါ့နော်သူ့ရဲ့အရသာလေးဟာဗာနဲ့တူတယ်လဲဆိုရင်အမျိုးတို့စားနေတဲ့ငရုတ်ကောင်းရဲ့အရသာလေးနဲ့တူတယ်ပေါ့နော်ဆက်ချင်းလေးနေပါတယ်လို့ချက်ပြမယ်နော်အမျိုးတို့ကဘာတွေပါတယ်ဆိုတာလိုက်ပြီးတော့မှစိတ်ဝင်စားနဲ့ကြည့်ပေးကြအောင်နော်စယိုလေးတွေပြုတ်ထားတာရပြီလို့ဒီမှာစယိုကြဒီလိုလေးပေါ့နော်ဒီမှာဒီလိုလေးတွေဒီလိုအခွန်လေးတွေကျွတ်လာအောင်လုပ်ရတာပေါ့နော်ဒီလိုလေးတွေဒီမှာအဲ့လိုလေးတွေဒီအခွန်လေးတွေဖယ်ပြီးမှအနေစားတော့ကဒီအခွန်လေးတွေကိုချုပ်ပစ်ပြီးတော့မှအနေစားချက်ပြမယ်နော်ကဲအမျိုးတို့ရေဒီမှာအမျိုးတို့ရှိမှခွာပြမယ်နော်ပူသေးတယ်အဲ့ဒါငါမကိုင်းနဲ့နော်ညီစွာနာမယ်နော်ကလေးကတော့ဘယ်မှာတဆွေးလိမ်မာတယ်တနိုင်တော့ကတော့ပြုတ်သွားတယ်သူလည်းဒီအမဲလေးတွေမပြောင်းတော့ပြောင်းတော့ပြန်ဆေးရမှာပေါ့နော်တစ်ထပ်ပြန်ဆေးပြီးအနိစားဒါလေးတို့ဓားလေးနဲ့စိတ်ရအောင်အနိစားတို့တော့ထုလို့ချက်တာပေါ့နော်အမေတို့ကတော့ထုလို့ချက်သေးတာကဲဒီမှာအမျိုးတို့ရေးဒီမှာအနိစားဒီမှာနော်ဒါကတော့ခရမ်းဆက်တီးပေါ့နော်ဒါကတော့ငါပြောဘူးပေါ့သူ့ရဲ့အဖော်လေးတွေပေါ့နော်ဒီစယူရဲ့အဖော်လေးတွေပေါ့ဒါစယူရဲ့အဖော်လေးတွေနဲ့ချက်ပေးမယ်နော်ကဲအနေစားဒီမှာဒီလိုလေးတွေလောက်ရတာပေါ့နော်သူကဒီလိုလေးတွေလောက်ရတာအဲ့ဒါလေးတွေနဲ့အဲ့လိုလေးတွေလောက်ပြီးလို့ချင်းရပြီနော်ဒါပူချင်းလေးနေတာပေါ့ကဲမငါပြီးထည့်ပြီနော်มาซาแท้ပြီมาချုံမုံထဲဒီမှာခရမ်းစတီးထဲနော်မလေးပူတာတဲ့ဒီမှာအပြောဘူးထဲပြီနော်အပြောဘူးလေးတွေကိုစားလေးနဲ့နယ်ပြထားရတယ်ကဲအုပ်ထားနော်ရစယူလေးရပြီနော်ဒီမှာဒီလိုလေးလှုပ်ထားတာပေါ့နော်အဲ့လိုလေးထွင်ထားတာပေါ့ဒီမှာသူ့ရဲ့အယူမှာအနစ်တွေပါတယ်ကဲအဲ့လိုလေးထည့်လိုက်ပြီနော်ဒါစယူရဲ့စက်တဲ့ဟာလေးတွေပေါ့နော်ရှိန်းတဲ့ဟာလေးတွေအပြင်ကိုထွက်သွားအောင်ခဏလေးအနေစားဒါသူ့အရည်လေးနဲ့ပြုတ်ထားအောင်မယ်ပေါ့နော်ခုမှဆိုကြပါအမျိုးတို့ကနေကြက်ယူနဲ့ပြုတ်စားမယ်ဆိုလည်းရတယ်နော်ဒီလိုမျိုးအနေစားလို့ဟင်းမောင်းချက်မစားကြမှာနဲ့ကြက်ယူတွေပါလူမမာတွေကိုပေါ့နော်ဒါစောင်းရဒီမှာစားရတော့အနေစားတော့ဒါစားပြီးနောက်ထပ်မစားတော့ဖြစ်လို့ဆိုတော့သူကပူလို့လေဒါရည်ရွေးပုတ်ပွက်စုထပ်ထည့်မယ်ပေါ့နော်စယူတွေကအရည်လေးတွေပေါ့နော်အပြင်ကိုထွက်သွားအောင်ပေါ့ဒါခဏပြန်ထားပါမယ်လို့ကဲအနေစားစားနေထပ်ထည့်မယ်နော်စားနေလေးပေါ့ဒီမှာတလောက်ထည့်လိုက်ရတယ်သူကဘာလို့လဲဆက်ယူအတွက်ပေါ့နော်မုံနစ်တွေလည်းထည့်အောင်မှာဆိုတော့လေကဲသူ့အရည်ကိုပဲဒီလိုယူလိုက်မယ်နော်အနေစားမုံနစ်ဖြော်ဖို့လေကဲဒီမောင်ချက်ထဲကိုမုံထည့်ပါတော့မယ်ကဲမထည့်ပြီနော်အမျိုးတို့ကဲအဲ့လိုလေးထည့်ရတာပါသူကအနစ်နဲ့စားရတာလေသူက6ကတ်ဒီမချက်ရဘူးဒီဟင်းချက်တာလေက
ဖုန်းလေးလိုတယ်ဆိုရင်ဒီလိုလေးတွေထည့်လို့ရတယ်နော်သူအနစ်ကိုအရသာခံပြီးမှထမင်းနဲ့လူစားပေါ့ကွယ်အယိုးကိုမစုပ်ချင်တဲ့သူအနစ်လေးကိုလူစားလိုက်ရတယ်ကဲရှယ်ပါနော်မပြောဘူးကိုကြတော့ရှမ်းလို့ပြီးကိုလို့ခေါ်တာပေါ့နော်ခရမ်းစက်တီးကိုကြတော့မခူးဆယ်လို့ခေါ်ပါတယ်လို့အဲ့ဒါပြီးတဲ့ခါကျတော့ဟိုဟာကိုကြတော့ဗာလဲစယူကြတော့နန့်စကန်လို့ခေါ်ပါတယ်လို့ကဲတော့သူစီများများနဲ့စားရတာနော်အမျိုးတို့ကစီများတယ်ပါညာနဲ့အဲ့ဒါမပြောနိုင်ဘူးအဲ့ဟာကိုစားဘူးတဲ့သူတိုင်းကသိတယ်နော်ဒါနှတ်ထားရမှာပေါ့နော်ခဏနေကြပြီဆိုကိုနစ်တက်တဲ့အမွေးဟွာတွေပေါ့နော်နန်ပင်တို့ဘာတို့ပေါ့လေကိုကြိုက်တယ်လေခတ်လို့ထည့်စားလို့ရတယ်မခတ်ချင်လည်းရတယ်ဘာမှမဖြစ်ဘူးခဏနှတ်ထားမယ်နော်ကဲတောင်းတော့နေကြက်ပါပြီမျိုးတို့ရေတဲ့အမျိုးတို့ရေကြက်သွားပါပြီအနေစားနဲ့နန်ပင်တွေပါလေမထည့်တော့ဘူးပေါ့နော်ဒီတိုင်းလေးပဲစားမှနေစားကဲရှယ်ပါအမျိုးတို့ရေလာစားကြအောင်ကောင်းမှကောင်းမခူးဆယ်นั่งสการပြီးကိုအောင်နဲ့သုံးမျိုးတည်းပါလေအမျိုးတို့ရေဒီမှာအငွေတစ်ထောင်းထောင်းနဲ့စားကြပါဦးအန်တီဆိုင်ရဲ့စီယူပေါင်းလေးကျက်သွားပါပြီတဲ့စီယူထိုးပေါင်းချက်ကလေးပေါ့နော်ဒီမှာဒါအထက်ပိုင်းချမ်းစားစားနော်အောက်ကူအောက်သားတွေစားတဲ့ဟင်းနှမို့အထက်ပိုင်းလူတွေအဲ့လိုစားတယ်ဆိုတဲ့အကြောင်းလေးအန်ဒီဆန်တိအောင်ချက်ပြတာနော်ကဲအားလုံးနေကောင်းကြပါပြီတော့ထမင်းမိန်ကြပါစေတဘာဝကပ်ပြီးအမျိုးမျိုးမှလည်းကင်းဝေးကြပါစေနော်